ချမ်းချမ်းကြောဆုံးလို့လည်းငါမဆက်ဆံခြင်းမူတဲ့ဒီတော့နာဂိတကမြတ်စွာဘုရားတဲ့သိခံရမယ့်အချိန်မှာမြတ်စွာဘုရားစီကိုနော်တရားနာဖို့လှူဖို့တန်းဖို့နော်အကျိုးလိုလားလို့ရောက်လာကြတဲ့ပုံကိုယ်တွေကိုမြတ်စွာဘုရားသိခံရမယ့်အချိန်မှာအဲ့ဒီမှာမြတ်စွာဘုရားကတလက်စတဲ့အများကြီးဟောတာပါဟောပြတော့ဆိုတော့တရားချမ်းသာအတူချုပ်ကလေးဦးစင်ပြောနော်တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုလွယ်လွယ်ကူကူမရတဲ့ပုံကိုယ်ဒေသလျင်ဒီလိုအပေါင်းဖော်တွေနဲ့ပျော်တာမျိုးနော်လက်လာပါတွေနဲ့ပျော်တာမျိုးကိုဒီလိုချမ်းသာမျိုးကိုရှားကြတာငါကတရားကြောင့်ဖြစ်တဲ့ချမ်းသာကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာမပင်မပန်းရတဲ့အတွက်ကြောင့်ဒီလိုချမ်းသာမျိုးကိုငါရှားနေစရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားတစ်ဆက်တည်းပြောတာလေးကမြို့တွေရွာတွေမှာတမာတိရနေတဲ့ယဟန်ကိုဒီမှာသိမနှစ်သက်ဘူးလေလူတွေကြားထဲနေပြီးတော့တမာတိရှိနေတဲ့လူကိုသိမနှစ်သက်ဘာလို့ဆိုတော့အဲ့ဒီလူတွေကြောင့်တစုံတယောက်ကြောင့်အဲ့ဒီတမာတိလေးဟာမြန်မြန်ပြတ်သွားတဲ့အကြောင်းရှိတယ်တဲ့တောတောင်အရက်မှာချင်းကပ်ပြီးတော့စိတ်ညင်အရက်မှာချင်းကပ်ပြီးတော့တောเจ้าမှာငိုက်မီးနေတဲ့ယဟန်ကိုငါနှစ်သက်တယ်တဲ့အောင်းဆိုမကြခင်မှာသူဟာဇန်တို့တရားတို့တရားမြတ်တို့ရလာနိုင်နေတဲ့တပိတတို့စဉ်းစားနော်မြို့တွေရွာတွေထဲမှာတမာတိရှိနေတဲ့တဲ့နော်စိတ်ငြိမ်ရနော်တောအရက်မှာငိုက်မီးနေတာကိုမြတ်စွာဘုရားကပါတယ်နှစ်သက်တယ်တဲ့တပါလေအဓိပ္ပာယ်ကနော်တောအရက်ဟာပို့ပြီးတော့ကောင်းတာပေါ့ဟုတ်တယ်မဟုတ်လားအေးစောစောတုန်းကဒေသနာလေးကတော့မဖြစ်လို့နေရတယ်ဆိုလို့ရှိရင်တော့လောဘမရှိအောင်နေနိုင်ရင်ဒါတယောက်တည်းနေရရောက်တယ်သို့တော့ဒကာဓမ္မတို့အစဉ်တို့တွေအဲ့ဒီလိုအည်သွေးမျိုးရှိဖို့ဆိုတာမလွယ်ဘူးဟုတ်ရဲ့လားအေးအဲ့ဒါဦးဇင်းတို့ပိဋကပေါင်းတော်နားလည်စေချင်တာကလောဘရှိနေမဲ့အတူတူဆိုရင်တော့နော်လူတွေကြားထဲနေတာနဲ့စိတ်ညစ်ရမှနေတာစိတ်ညစ်ရမှနေတာကပို့ပြီးတော့နှစ်သာရမရှိဘူးလားရှိတယ်ဒါကြောင့်တကိုယ်လေးကိန်းအောင်မှုဆိုတော့မြတ်စွာဘုရားအလွန်ချီးမွမ်းတယ်နော်အပေါင်းဖော်နဲ့နေတာကိုမြတ်စွာဘုရားအလွန်ရှုံချတယ်သဘောပေါက်ရဲ့လားဒါကြောင့်နိက္ခမတရားနဲ့ပတ်သက်ပြီးတော့အဲ့လိုလေးဒေသနာလေးတွေကိုညှိပြီးတော့နားလည်ဖို့မလိုဘူးလားလို့တယ်အဲ့ဒီသုတ္တမမြတ်စွာဘုရားဘယ်လောက်ထိဟောတုံဆိုရင်နာဂိတာတဲ့ရုပ်စွာအစုံပြောမယ်တဲ့ငါတပါးတည်းနေရတာဟာကျင်ကြီးကျင်ငယ်ဆွမ်းရတာတောင်ချမ်းသာတယ်တဲ့အဲ့လိုပြောတယ်မြတ်စွာဘုရားဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တတ်နိုင်လို့ရှိရင်တော့ဝိထုကာမကလည်းပဲထွတ်မြောက်အောင်ကြိုးစားဖို့မလိုဘူးလားနော်အဓိကကတော့ကိလေသာကာမကထွတ်မြောက်နိုင်အောင်ကြိုးစားရမှာပေါ့သို့တော့ဝိထုကာမကလည်းပဲထွတ်မြောက်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလို့တယ်ဝိထုကာမထဲမှာနေမယ်ဆိုရင်တော့ကိလေသာကာမတွေကပို့ပြီးတော့တိုးလာကြအကြောင်းမရှိဘူးလားရှိတယ်နော်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဘာပဲဖြစ်နေနော်ဒီလိုအနေထားတွေကနေပြီးတော့ပို့ပြီးတော့ငြိမ်းချမ်းမှုရှိတဲ့မြင့်မြတ်တဲ့အနေထားမျိုးတစ်ခုကိုဖန်တီးနိုင်အောင်တော့ကြိုးစားကြအောင်